တစ်သက်နဲ့ငါအချက်ကိုဘယ်တော့မှမရသေးဘူးအင်းအားချင်းမရလို့နေ့လက်ထဲမှာငါကြောက်နေပေမဲ့ငါရဲ့တစ္ဆာတရားနဲ့မေတ္တာကိုဘယ်လိုခေါ်အားလို့လည်းမရလို့မရတာနဲ့မှတ်ထားပါရှင်မင်းရဲ့ချစ်ကိုရယူအတွက်နောက်ဝါးဆောက်ကိုလည်းဆောက်အောင်ရှင်မင်းကိုတစ္ဆာတရားကိုတောင်းဖို့ထားတဲ့မိမစီကအချစ်ကိုရဖို့ဆိုတာဒီတော့ဆက်ရှိပြီးခံရတာတော်တော်ရှင်ကိုရှင်းပြီးတော့ရှင်တို့ကလည်းခုလိုမျိုးပါလေပေါ့ရှင်ရဲ့ကြတယ်ရှင်တို့အခန်းကြီးတွေတခုလုပ်လိုက်ပါရှင်ကတခုပြောလိုက်ပါရှင်ကြီးကအတိတ်တစ်ခုပေးလိုက်ကွာအဲ့ဒီအတိတ်ကအခုအတိဖြစ်စေရမယ်ရှင်မင်းအောင်မကြည့်ချင်လို့တို့ဖတ်သွားပြီကွာတို့နဲ့တူမနေချင်လို့တို့အခုချက်ချင်းကွာသေးမယ်ကွာနောက်ဆုံးကရှင်ဒဲနေလိုက်ဆိုတို့ဒဲနေကြတယ်ကွာရှင်ကြီးရှင်အဲ့ဒီနေကြတယ်ကွာရှင်နေကြတယ်ဘုံခါနေရှင်ကလည်းလုံးဝတကူလုံးတုတ်ပြတ်သွားလို့လောက်ခံရှင်ကြီးကြတာဘာမှမဖြစ်စေရဘာမှမဖြစ်စေရရှင်ကြီးစားမှာပါအင်းလုံးတကူလေအဲ့မှာဒူတီဆောင်နေပါဘူးကြ